တိုက်ပွန်ဖះလို့လည်းခေါ်တယ်လေးမျက်နှာဖះလို့လည်းခေါ်တယ်ဖះကိုခဏခဏရောက်ဖြစ်ပါတယ်ပထမလည်းဗီဒီယိုလေးတင်ထားဖို့ပါတယ်ဒါကတော့မရောက်တာကြာပြီဖြစ်တဲ့အတွက်ကြောင့်မို့နောက်ထပ်တစ်ခေါက်ထပ်လာတာပေါ့နော်အေးတဲ့နေရမယ်ဖះပေါ်မှာလူလည်းတိတ်မရှိဘူးဆိုတော့အောင်နေကြရင်တော့မနက်ပိုင်းလာအောင်ပဲခုကတော့မနက်ညနေပိုင်းတိမ်လေးတွေလည်းကြည်တောက်လူလည်းရှင်းပါတယောက်နှစ်ယောက်ပဲတွေ့